ခုရပိုင်းအရန်ကို craving ဖြစ်နေတဲ့ဒီ buttermilk pancake ပေါ့နော်အဲ့ဒါကိုဒီနေ့လှုပ်စားလိုက်ရတော့လေလုံးဝအာတာကိုပြေသွားတာတိလားအဲ့လိုမျိုးစားချင်တာစားလိုက်ရတဲ့ခံစားချက်ကလေဘာနဲ့မှမလဲနိုင်ဘူးနော်တိလားစားချင်နေတာတောင်းတနေတာတပတ်လောက်ရှိနေပြီဒါပေမဲ့အဲ့ဒီ buttermilk ကဝယ်ရတာနည်းနည်းခက်နေရမနော်ရှားခက်နေရနဲ့ကြာနေတာပေါ့အဲ့ဒီမုံနစ်အစင်တင်လောက်ထားတဲ့ဟာလေးကိုပေါ့နော်တဲ့ဦးထဲမှာကိုဒီ pancake ကြော်မဲ့တဲ့ဦးထဲမှာထည့်လိုက်ဆိုဒီလိုမျိုးလေးအပေါက်ပေါက်လေးပူပေါင်းလေးလိုမျိုးလေးဖြစ်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်မုန့်သားပွားမယ်ပေါ့နော်အကယ်အဲ့လိုပူပေါင်းလေးလိုမျိုးတွေတက်မလာဘူးဆိုလို့ရှိရင်မုန့်သားတိတ်အစင်မပြေဘူးနော်မဖြစ်ဘူးသူကမပွားပဲနေတယ်ပေါ့နော်ဒီ pancake ရဲ့တဘာဝကသူကပွားမယ်ဟိုလိုမျိုးပြပြကြီးလိုမျိုးအကြီးကြီးမဟုတ်ဘူးသူကတေးသေးလေးနဲ့ပွားမယ်နော်ဒီလေကျမနည်းနည်းအကြာကြီးထားမိတော့အမှ3မိနစ်ပဲထားရမှာပေါ့နော်နည်းနည်းကြာထားမိတော့လို့နည်းနည်းအကျက်လွန်သွားတဲ့တဘောအဲ့ဒါခုနကပထမဆုံး3ခုကအကယ်ကိုကပြားရည်တွေပါလေအပေါ်ကနေစမ်းရတာကြိုက်တယ်ဆိုအပေါ်ကနေပြားရည်စမ်းပြီးကြိုက်နေတက်ရအတီးတစ်မျိုးမျိုးနဲ့စားလို့ရတယ်